စစ်ဆဲပဲတာပါလေးခုံပြမှာပဲဖြစ်ပါလေ ပြနေလားနာပြောနေပါလေပုံပြမယ် ဒါလေးကတော့စစ်ဆဲပဲပဲဖြစ်ပါတယ်ဒီမှာ တွေ့လား ဟဲ့စစ်ဆဲပဲစစ် ပုံတတ်တယ်တွေ့လား ဆဲပဲဟေး ဘာပြီးမြန်မှတ်နေ ဒီကြီးမားပြီပြီ မာကြီး အာခလာ ဆက်ပြီး ချလာတော့မှာပဲဖြစ်ပါလေဒါလေးကတော့ ဟုတ်ပါတယ်ဒါလည်းခဏမယ်ပြန်လာမှာသွားမယ် အိုးအမပဲပြုတ်ကြပြီကွာစစ်တဲ့တာကခုံပြဆိုလို့ခူးရလိုက်ပါ ဟုတ်တယ်ခုံပြ ပြောင်းငါဒီမှာစပီးရရင်နေလား ဟုတ်ပါ ကျန်ဆက်မယ်ဟုတ်လား ကျွန်တော်မြဲတမ်းကျွန်တော်စစ်ဆဲမှာပေါ့နော်အဲ့တော့ခုနကကြောင့်စစ်ဆဲမှာ ခဏလေးပါအဲ့ဆိုရင်ဒါတာဝန်ပြီးသေးပါဘူးထပ်ပြီးတော့စောပါမယ်ဒီကောင်မို့နော်ထပ်စောပါမယ် let's go အဲ့ဆိုစေပါဦးခုံပြလိုက်ပါပြီမလေးချီပေါက်ကလည်းကောင်းတာဒီလောက်ချီပေါက်အောင်မယ်ဂရိတ်ဖူးစောမယ်တဲ့ဂရိတ်ဖူးကကျမဟိုတုန်းကတင်ထားတယ်အဗီယိုလေးပေါ့နော်ဒီအခုမတင်ရသေးဘူးအခုတင်တော့ပါမယ်ဒီပုံလေးနဲ့ပဲတင်တော့မယ်ပေါ့နော်အခုကတော့စစ်စဲပန်းလေးနဲ့အဲ့ဟာလေးနဲ့ကိုပေါင်းပြီးတော့တင်ပေးပါမယ်နောက်တစ်ခါလေးဒါဘာလေးမရရရှိလဲဆိုတာ comment အောက်မှာဖြေခဲ့ပါကြည့်ညာ comment လေးတစ်စက်မှလည်းမရှိဘူးတိလား အိုးအဲ့ကမဘယ်ရှိတော့ဒါတော့ဘယ်ဖို့ဆောင်မယ်ဆိုလို့ဘိုင်ဘိုင်မာရှင်ဒီနေ့ပြောတာဒီလောက်ပါကျေးဇူးကြကြလို့အဲ့လိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ဆက်ဆဲပါ